အတွက်ကိမကြရင် TRP ဘောနာကိုလုံးဝမဖွင့်သင့်ပါဘူးအားလုံးပဲမင်္ဂလာပါ Perfect Gaming TV ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်တော့ဒီနေ့မှာတော့ A80 RP ဘောနာထဲမှာပါဝင်လာမယ့် reward တွေအကြောင်းကိုလာရောက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့အဓိကပါဝင်လာတဲ့ office နဲ့ထဲကိုကြည့်ရမယ်ဆိုရင် main clay office နဲ့ထဲဖြစ်ပြီးတော့ပန်းရောင်နဲ့လေမော်ရောင်ကိုအသုံးပြုပေးထားတာကိုမြင်တွေ့ရပါတယ် office နေထားတွေကိုကြည့်ရမယ်ဆိုရင်တော့အရန်ထူးခြားပြီးတော့မိုက်တယ်ဆိုတဲ့ခန်းစားချက်မျိုးမရဘူးကျွန်တော်တာမန်အင်ဂျင်တစ်ထဲလို့ပဲခံစားရတယ်ဒါပေမဲ့ office နဲ့ထဲမှာဆိုရင်တော့အပေါ်ပိုင်းကိုမတူအောင်ပြုတ်လုပ်ထားပေးတာကိုတော့ကျွန်တော်တို့မြင်တွေ့ရပါတယ်အင်စကင်ဆိုရင်လွင့်နေမှာကြိုက်တယ်ဆိုတဲ့တင်ငယ်ချင်းတွေအတွက်တော့ဒီ office ကြီးကလုံးဝမမိုက်တဲ့ office တစ်ခုပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ပါဝင်လာမယ့်ကားစကင်တွေထားကိုကြည့်ရမယ်ဆိုရင်အပြာနဲ့အနုပြူရောင်ဘက်ကိုအဓိကအသုံးပြုပေးထားတာကိုမြင်တွေ့ရတယ် RP Warner တွေရဲ့ထုံးစံအတိုင်းပဲကားစကင်တွေမှာဆိုရင်တော့တော်တော်လန်းလန်းလေးကိုထုတ်ပေးထားတာကိုမြင်တွေ့ရပါတယ်ပါဝင်လာမယ့်အကန်စကင်ကတော့ Adrege ကန်စကင်ပဲဖြစ်ပါတယ်ကန်စကင်ရဲ့ခင်မစိတ်နေထားတွေကိုကြည့်ရမယ်ဆိုရင်တော့ကျွန်တော်တို့အပြာနဲ့ပန်းရောင်ကိုအသုံးပြုပေးထားတာကိုမြင်တွေ့ရတယ်တကောင်တက်လို့ခင်မစိတ်တစ်ခါထွက်တိုင်းခင်မစိတ်တွေကအသေးပုံလေးကထထကွဲရမှာဖြစ်တဲ့အတွက်သဲကွဲနေတဲ့သူတွေဆိုရင်ဒီကန်ကိုဝေးရှောင်ဖို့ကြံပြုခြင်းနဲ့ဝေးနေထားတွေပါတယ်ဆိုရင်လည်းကျွန်တော်တို့ပါဝင်လာမှာတော့သိကြတယ်ဒါပေမဲ့အခုချိန်ထိတော့ကျွန်တော်တို့သိရှိထားရခြင်းမရှိသေးပါဘူး Perfect Gaming TV ကိုကြည့်ရှုနေကြတဲ့ညီကိုမောင်နှမတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြမ်းမာခြင်းနဲ့နှဖျားသောဒုက္ခပြည့်စုံနိုင်